မင်္ဂလာနံခင်းပါရှင်မနက်9:00 နာရီခွဲနိုင်ငံတကာနဲ့အားကစားသတင်းတွေကိုကျမရွှေစင်ဝင်းကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်နိုင်ငံတကာသတင်းတွေဘက်မှာတော့အိန္ဒိယနိုင်ငံမှာအမျိုးသမီးတဦးကသူ့ကိုအဓမ္မပြုကျင့်မှုကြံစည်တဲ့အမျိုးသားတဦးရဲ့လေအင်္ဂါကိုဓာတ်နဲ့ဖျက်လိုက်တဲ့သတင်းပါဝင်စိတ်ဝင်စားဖွယ်နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အိန္ဒိယနိုင်ငံတောင်ပိုင်းကီရာလာပြည်နယ်မှာအမျိုးသမီးတဦးကသူ့ကိုအဓမ္မပြုကျင့်မှုကြံစည်တဲ့အမျိုးသားတဦးရဲ့လေအင်္ဂါကိုဓာတ်နဲ့ဖျက်လိုက်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ဖြစ်စဉ်မှာအသက်23နှစ်အရွယ်ဥပဒေကျောင်းသူတဦးကနေအိမ်မှာရှိနေစဉ်အသက်54နှစ်အရွယ်အမျိုးသားတဦးကသူ့ကိုအဓမ္မပြုကျင့်မှုစ조사ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမိန်းကလေးကိုအဓမ္မပြုကျင့်မှုကြံစည်သူဟာသူ့မိသားစုကကိုးကွယ်တဲ့ဘာသာရေးဆရာတဦးဖြစ်တယ်လို့ပြောပါတယ်။ဒီလိုကြံစည်တာကြောင့်ခုခံတဲ့အနေနဲ့ဓာတ်တစ်ချောင်းယူပြီးအဲ့ဒီအမျိုးသားရဲ့လေအင်္ဂါကိုဖျက်တောက်လိုက်တယ်လို့ခရိုင်ရဲအရာရှိကပြောကြားခဲ့ပါတယ်။လေအင်္ဂါဖျက်တောက်ခံလိုက်ရတဲ့ဟယ်ရီဆွာမီဆိုသူအမျိုးသားဟာနီးစပ်ရာအစိုးရစေယုံမှာတက်ရောက်စေကူတာမှုခံယူနေပြီးအရေးပေါ်ခွဲစိတ်ကုသပြီးနောက်ပြန်လည်ကောင်းမွန်လာပြီလို့ဆိုပါတယ်။မင်္ဂလေးရဲ့ပြောကြားချက်အရအဲ့ဒီအမျိုးသားဟာသူ့ကိုနှစ်ပေါင်းများစွာကြာလိမ်မိုင်းဆိုင်ရာစော်ကားခဲ့ပြီးမဲ့သူ့ရဲ့မိဘတွေကတော့တတိမထားမိဘူးလို့ဆိုပါတယ်။သူ့ရဲ့မိဘတွေဟာဘာသာရေးအခမ်းအနားတွေပြုလုပ်တိုင်းအဲ့ဒီဘာသာရေးဆရာကိုဖိတ်ကြားလေးရှိပြီးသူတို့နေအိမ်မှာရက်ပေါင်းများစွာနေထိုင်စေတယ်လို့ဆိုပါတယ်။အခုချိန်မှာတော့အဲ့ဒီမိန်းကလေးကိုရဲတပ်ဖွဲ့ကကာကွယ်ပေးထားပြီးနှစ်သိမ့်ဆွေးနွေးမှုတွေပြုလုပ်ပေးနေတယ်လို့အယ်ဂျာစီယာသတင်းမှာဖော်ပြထားပါတယ်ရှင်။တရုတ်ဆိုရက2010ခုနှစ်ကနေ2012ခုနှစ်အတွင်းအမေရိကန်ထောက်လှမ်းရေး CIA အတွက်တာဝန်ထမ်းဆောင်နေသူ20လောက်ကိုတပ်ဖြတ်တာဒါမှမဟုတ်ဖမ်းဆီးထောင်ချတာတွေလုပ်ဆောင်ခဲ့တယ်လို့ New York Times သတင်းမှာဖော်ပြထားပါတယ်။ဒါဟာအမေရိကန်ထောက်လှမ်းရေးသမိုင်းမှာ10စုနှစ်များစွာအတွင်းအကြီးမားဆုံးလုံခြုံရေးကြိုးပမ်းမှုဖြစ်တယ်လို့အမေရိကန်အာဏာပိုင်တွေကပြောပါတယ်။ CIA ရဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုတရုတ်ကနည်းပညာပိုင်းဆိုင်ရာမှာ hack နိုင်ခဲ့တာလားဒါမှမဟုတ် CIA ကိုရထဲမှာပဲတရုတ်သရှိုးတွေပါဝင်နေတာလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ဆိုပါတယ်။တချို့ကတော့ CIA မှာရှိတဲ့တရုတ်သရှိုးတွေကအချက်လက်တွေကို2010ခုနှစ်တုန်းကဖော်ထုတ်လိုက်တာဖြစ်တဲ့အတွက်2011ခုနှစ်အစောပိုင်းမှာ CIA သရှိုးတွေစတင်ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ CIA ကတော့ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီးတစုံတရာမှတ်ချက်ပြုပြောကြားထားခြင်းမရှိဘူးလို့သတင်းမှာဖော်ပြထားပါတယ်ရှင်။အားကစားသတင်းတွေဘက်မှာတော့အာဆင်နယ်အသင်းပိုင်ရှင်ခရွန်ကီရဲ့လက်ထက်ကထိန်းချုပ်ခွင့်ကိုပေါင်2ဘီလီယံနဲ့ဝယ်ဖို့ဥစမာနော့ဖ်ကကမ်းလှမ်းလိုက်တဲ့သတင်းပါဝင်စိတ်ဝင်စားဖွယ်အားကစားသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အာဆင်နယ်အသင်းရဲ့အဓိကရှယ်ယာရှင်တဦးဖြစ်တဲ့ဥစမာနော့ဖ်ဟာအသင်းကိုထိန်းချုပ်ကင်တွယ်ခွင့်တွေရရှိဖို့အတွက်စတန်ခရွန်ကီကိုပေါင်2ဘီလီယံနဲ့ကမ်းလှမ်းလိုက်ပါတယ်။ခရွန်ကီဟာ2011ခုနှစ်ကတည်းကအာဆင်နယ်အသင်းရဲ့ရှယ်ယာအများဆုံးပိုင်ဆိုင်နိုင်အောင်စူးစမ်းပြီးအသင်းကိုအဓိကထိန်းချုပ်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ခရွန်ကီရဲ့ထိန်းချုပ်မှုကိုအာဆင်နယ်အသင်းပရိသတ်တွေကမနှစ်သက်ကြပဲဆန္ဒပြမှုတွေတောင်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့တပတ်မှာတော့အစုရှယ်ယာ30ပိုင်ဆိုင်ထားတဲ့ရှယ်ယာရှင်ဥစမာနော့ဖ်ဟာအာဆင်နယ်အသင်းကိုအလုံးစုံထိန်းချုပ်ခွင့်ရရှိရေးအတွက်ခရွန်ကီကိုပေါင် 1.6 ဘီလီယံနဲ့ကမ်းလှမ်းခဲ့ပြီးသူ့ရဲ့ကမ်းလှမ်းမှုကိုခရွန်ကီကညှင်းပယ်ခဲ့တယ်လို့ Financial Times သတင်းမှာဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ဥစမာနော့ဖ်ဟာလက်မလျှော့ပဲအခုချိန်မှာသူ့ရဲ့ကမ်းလှမ်းမှုကိုပေါင်2ဘီလီယံအထိတိုးမြှင့်ခဲ့တာကြောင့်အာဆင်နယ်အသင်းပိုင်ရှင်တွေရဲ့အားပြိုင်မှုကပိုပြီးစိတ်ဝင်စားစရာကောင်းလာခဲ့တယ်လို့ Financial Times သတင်းကရေးသားခဲ့ပါတယ်ရှင်။ဆောက်တန်တန်အသင်းရဲ့အသင်းကောင်းဆောင်စတီဗင်ဒေးဗစ်ကနီးပြပူရဲရဲ့အရေးချင်းအစ်စ်မှန်ကိုလာမဲ့ဘောလုံးရာသီဥရောပပြိုင်ပွဲတွေမှာမြင်ရမယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ပူရဲဟာဒီနှစ်ဘောလုံးရာသီမှာအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပေမဲ့ကစားသမားတွေပရိသတ်တွေနဲ့အဆင်မပြေတာကြောင့်ပရီးမီးယားလိနောက်ဆုံးပွဲစဉ်အပြီးမှာယာဒူးကထုတ်ပယ်ခံရဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာဒေးဗစ်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ဒေးဗစ်ကကျွန်တော်တို့အသင်းဟာရီမန်ချက်နဲ့ပန်းနိုင်ရှိတဲ့အသင်းမှာဒီနေရာမှာရက်နေမှာမဟုတ်ပါဘူးအခုချိန်ဟာရှေ့လျားတဲ့ခရီးရဲ့သေးငယ်တဲ့အစိပ်ပိုင်းလေးတစ်ခုပါပဲလို့ Sunsport နဲ့တွေ့ဆုံမှုမှာထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်ရှင်။သတင်းတွေကိုဒီမှာပဲရှင်းနာပါမယ်ဒီကနေ့မနက်10:00 နာရီခွဲမှာလဲသတင်းစီစဉ်တစ်တွေကိုဆက်လက်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။